အဲ့ဒါကနီးစနစ်ခေါ်တယ်သူကဒီနီးစနစ်ကရှိမှန်းမသိရင်လည်းသုံးလို့မရဘူးရှိမှန်းသိရင်ရှိမှန်းသိပြီးတော့နားလည်သဘောပေါက်ရင်သုံးလို့ရတယ်ဦးဇင်းတို့စာရီဖတ်တဲ့အခါမှာငကိုယ်တော့ကလုံးကြီးပတ်ကြီးဖတ်တယ်နောက်ပိုင်းကျတော့တိလာတဲ့အခါမှာစကစ်လောက်လိုက်တယ်ကြော်ဖတ်လိုက်တာမျက်လုံးကရွှေ့သွားတယ်ဒါအစရကျအလဲလေးအစတစ်ချက်အလဲတစ်ချက်သုံးတစ်ချက်ဖမ်းကြည့်လိုက်ရင်သဘောပေါက်သွားတာအဲ့ဒါကိုကြော်ပလိုက်တာလမ်းသွားရင်စကလုံးလေးတွေကားအမြန်သွားနေလဲလမ်းဆိုင်ဘုတ်တွေလှမ်းဖတ်လိုက်တယ်ဖတ်လိုက်တဲ့အခါမှာတွေ့တယ်ထိတ်လေးနဲ့နောက်တဲ့အလဲလေးတစ်လုံးစီခုံကြော်ပြီးဖတ်လိုက်ရင်ဒီတန်းအကုန်လုံးနားလဲသွားစိတ်ကတွတ်တူလို့ပုံဖော်သွားတယ်ဆိုလိုတာဘာပြောချင်တာလဲဆိုလုံးစီပတ်စီကြီးတခါတည်းစလုံးပေါင်းပြီးတစ်လုံးချင်းကြည့်ရတာမဟုတ်အဲ့တော့ဒါဘာပြောချင်လဲဆိုရင်စိတ်ကနောက်ပိုင်းလှုပ်တဲ့အခါမှာအစအဆုံးလုံးစီပတ်စီလှုပ်ရမလို့ဘူးဖြတ်ခနဲဆိုတာနဲ့တပြိုင်နက်အကုန်လုံးတွဲပြီးပါသွားတာသိဉာဏ်နိုင်ဆိုတဲ့သဘောဒါဆိုရင်တရားသဘောတွေမှာလည်းဒီအတိုင်းပဲနော်ဒီသဘောတရားသိတာနဲ့တပြိုင်နက်ဖြတ်ခနဲဆိုစိတ်ကိုရွှေ့လိုက်တာနဲ့အဲ့ဒီထဲတန်းရောက်သွားတာဆိုကြပါစို့သူများစကားလာပြောတယ်စကားလာပြောဦးဇင်းတို့စလဲဆုံးလုံးစီပတ်စီနားထောင်တာမဟုတ်ဘူးကိုယ်အတွေ့ရကိုယ်ဘာသာကိုအတွေ့ရတတ်တတ်ဖြန့်တယ်သူတို့ပြောတာလေအစတစ်လုံးလဲတစ်လုံးဆုံးတစ်လုံးခုံကျော်လွှားပြီးနားထောင်တယ်အကုန်လုံးကြည့်တယ်နားလဲတယ်အဲ့ဒီဟာကိုနားလဲသလိုဒီဘက်တစ်ဖက်မှာလည်းပဲစိတ်ကကိုထားခြင်းတဲ့အရာကိုထားလို့ရတယ်စိတ်ရဲ့ဉာဏ်ဆံပုံပြောတာဒီတော့ဒါဟာနီးစနစ်တစ်ခုပဲနော်ဗုဒ္ဓကအဲ့ဒီနီးစနစ်ကိုသုံးတာလူတွေသာဓုခေါ်တယ်သူ့အတွက်မလိုအပ်ဘူးမလိုအပ်တဲ့အတွက်သူကကြော်ပလိုက်တယ်ကြော်ပြီးသူဘာလုပ်လဲသူ့စိတ်ကိုသူနားပလိုက်တယ်အိမ်မရန်ဒုသနာနော်ဒါဒီအကြောင်းလေးကရိုးရိုးလေးပဲရေးထားတာအခုဦးဇင်းတို့တေချာအသေးစိတ်ရှင်းပြရင်တေချာနားထောင်ကြည့်နောက်ပိုင်းကိုယ့်ဘာသာကိုလုပ်ကြည့်ရတယ်ဒီများတွေလာပြောဦးဇင်းတို့ပြင်းနေဆိုတာမရှိဘူးတချို့လူတွေပြောတာဦးဇင်းတို့ပြောတာဟာတခါ9မိနစ်ပြော10မိနစ်ပြော15မိနစ်ပြောနိုင်ပဲပြောရတယ်ဘာမှမဖြစ်ဘူးဘာမှမတုံ့ပြန်ငြိမ်ငြိမ်လေးနေတယ်သူတို့ပြောတာအကုန်သိတယ်အကုန်သိပေမဲ့ကိုယ်စိတ်ကလည်းကိုယ့်ဘာသာကိုအခြားအလုပ်လုပ်တာရှိတယ်ဆိုလိုတာကဒီဟာကစပြောလိုက်ရင်ဟောဒါပဲဒီမှာသွားဆုံးမယ်ဆိုတာနားလည်သွားရင်ကြော်ပလိုက်နော်တော့သူပြောချင်ကပြောပဲဘလောက်ပဲပြောရတယ်အဲ့ဒါငင်းငွေတာကျင်းတာစိတ်ပြက်တာစိတ်ညစ်တာမရှိဘူးဒါပါလဲဆိုရင်ဒီနီးစနစ်ခေါ်တယ်သူကနော်ဒီနီးစနစ်တချို့စိတ်ပြောတာပြောပါစေဘာမှမဖြစ်ဘူးပြောရတယ်ဒါပြဿနာမရှိဘူးနော်မသိဘူးလားဦးဇင်းတို့သိတယ်သိပေမဲ့စိတ်ကအဲ့ဒီမှာပင်မလားဆိုတော့မပင်မဘူးဘာဖြစ်လို့မပင်မလဲကျော်လိုက်တဲ့အတွက်ကြောင့်စိတ်ကအင်မတန်မြန်တာနော်မြန်ရင်ပို့ချင်ပို့လို့ရတယ်အဲကြောင့်မလို့ဟိုဝိသိစဉ်တွေမှာစိတ်ကိုပြောင်းရွှေ့ခြင်းဒီဘက်ကနေဟိုဘက်ကိုပြောင်းရွှေ့တဲ့အခါမှာအနုလောမဆိုတဲ့စကားလုံးလေးနဲ့သုံးတယ်အနုလောမဆိုတာသင်လျော်ခြင်းလို့ခေါ်တယ်သင်လျော်တဲ့ဆိုတာဒီကနေဟိုဘက်ကိုရွှေ့လိုက်တာဖြတ်ကနေပဲဒီကအဲ့လိုသဘောတရားမျိုးရှိတယ်ဒါကလည်းပဲနော်အခုပြောပြတဲ့ကိစ္စတွေကဟိုတုန်းကလည်းပဲဦးဇင်းတို့ကမှတ်သားစရာနမူနာလေးနဲ့မှတ်မိအောင်ဦးဇင်းတို့ပြောပြဘူးတယ်အဲ့ဒါကကလေးဘဝတုန်းကသုံးခဲ့တာကဦးဇင်းတို့ငယ်ငယ်တုန်းကကျောင်းမှာမိုးကုတ်ရိပ်သာဆိုတဲ့အတွက်ရာသက်ပံယောဂီတွေရှိတယ်ဟိုအမြဲတမ်းယောဂီခေါ်တာပေါ့နော်ဒါအတွင်းယောဂီပေါ့အမြဲတမ်းယောဂီသီလရှင်နေဝို့ပြီးတော့သူတို့ကတရားထိုင်ရင်ကိုရင်ဘဝကလေးဘဝကိုရင်လေးဆိုတော့ဝင်ထိုင်ရတာပေါ့ဝင်နိုင်တော့လည်းဘယ်သွားညိမလဲစိတ်ကမငြိဘူးဘယ်မှတော့တရားထိုင်ကလေးဆိုတာဆော့ကျင်သွားခြင်းဘယ်လိုလုပ်သွားထိုင်ခြင်းဒါပေမဲ့တရားထိုင်တဲ့ခါကျတော့လည်းပဲနော်လောကီလောကုတ္တရာအကျိုးနှစ်ခုရှိတယ်လောကီဆိုတာကဘာလဲဆိုတော့ကိုရင်လေးတွေတရားထိုင်ရင်ခုနပြောတဲ့ဒီလားရှင်ကြီးတွေယောဂီတွေကစားစရာလေးတွေအဲ့ဒါမှုတ်ဖို့လေးတွေအဲ့ဒါတွေပေးတာသူတို့ကတရားထိုင်သဘောကျရင်ရတယ်ဗျအဲ့တော့ထိုင်နေတာမထိုင်နေတာသာထားသူတို့သဘောကျအောင်တော့ထိုင်ရတာပဲအဲ့တော့ထိုင်တော့များထိုင်နိုင်လေသူကသဘောကျလေများထိုင်မြန်တော့လဲပင်ပန်းဆိုတော့အဲ့မှာပြဿနာဖြစ်
အဲ့တော့ဘာလုပ်လဲခဲထိုင်နေထိုင်ပေမဲ့ထုံးစံတိုင်းဆရာဘုန်းကြီးပြောတဲ့ဟာတွေအထွက်လေးဝင်လေးမှဟိုမှဒီမှဘယ်အားမှမမှတ်တော့မမှတ်ပဲနဲ့ထိုင်ပြီးတော့စိတ်တွေကတွေးချင်လျှောက်တွေးပြီးသွားနာကလေးဆိုတော့လေဘောကန္တာတွေလျှောက်တစ်ပင်တက်တာတွေနော်အဲ့ဒါတွေအကုန်လျှောက်တော့လျှောက်လဲနော်ဟုတ်တယ်ဟိုတွေးဒီတွေးနေအဲ့ဒါထိုင်နေတော့ထိုင်ငြိမ်နေစိတ်ကတွေးချင်ရတွေးတော့အယုဒနာကြီးလောက်ပြီးသွားတော့အဲ့မှာဘိုးသားသားလေးကလှုပ်လိုက်သေးတယ်နည်းနည်းပိုရင်ပိုရတာဟုတ်သူများတွေကထိုင်ကိုကမထသေးနေလိုက်တဲ့ခါကျတော့အဲ့မှာတွေးပြီပေါ့အာကိုရင်ရဲ့တရားထိုင်နိုင်တယ်တော်တော်ကြီးထိုင်နိုင်တာပဲဒီမှာမုတ်ဖို့လေးရစားစရာတွေရပေါ့ကလေးဆိုတော့ပြောတာပေါ့ဒါပေမဲ့တကယ်ထိုင်တာမဟုတ်နော်တကယ်မထိုင်ဘူးလားဆိုတော့သွားကြည့်တော့လေတကယ်ထိုင်နေသူတဲ့တော့ပိုထိုင်သေးတယ်ဒါကစိတ်ရဲ့ပြောင်းရွှေ့မှုဆိုတာဒီလိုဆိုလိုတာနော်သွားပြီးတော့ပုံစံကြည့်ပြီးတော့စိတ်ကိုသွားဖမ်းလို့မရဘူးဟုတ်ပြီဒါကအချိန်ဖြုံးလိုက်တာတရားသဘောရဆိုရင်တော့ဒါကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့သို့တော့စိတ်ကိုအဲ့လိုလုံးလို့ရတယ်တဲ့အကြောင်းလူကိုငြိမ်ငြိမ်လေးထားပြီးတော့လူကိုငြိမ်အောင်ထိုင်ရင်စိတ်ကတော့မငြိမ်ပေမဲ့လူကငြိမ်အောင်ထိုင်လို့ရတယ်ဆိုတဲ့သဘောလေးကိုဒီလိုပြောပြတယ်နောက်တစ်ခါကျတော့ကလေးဘဝကဒါလည်းပဲကြုံခဲ့ရတဲ့ပြဿနာအဲ့တော့စိတ်ကိုသက်သာအောင်ဘယ်လိုများလုပ်တယ်လဲဆိုတော့ခုနပြောသလိုပဲတရားထိုင်တဲ့ကိစ္စတော့မဟုတ်ဘူးဘုန်းကြီးကတရားဘုန်းကြီးကအပြည့်ရှိလို့ဆူတာဆူပြီးဆိုရင်လည်းသူကတနားကြားတယ်ဒါတော့စိတ်ညစ်တာပေါ့စိတ်ဆင်းရဲတာပေါ့ကောင်းတာလည်းပြောတာမဟုတ်ကိုခွေပြောလိုက်နွားပြောလိုက်တရိษံပြောလိုက်ဆူလိုက်ပူလိုက်ကျိန်းလိုက်မောင်းလိုက်ဆိုတော့နားကြီးတာပေါ့ပြီးရင်ဩဝါဒပြီးအရှိဆိုဆုံးမှဘယ်စိတ်ဝင်စားမှာဒါပေမဲ့ထပြေးလို့လည်းမရတော့နားထောင်ဘူးပြောသလိုပဲဟုတ်ပါတယ်ဗျအမှန်ပါတယ်ဗျလို့ပါဇက်ကတော့လိုက်စိတ်တွေကတော့ကိုတွေးချင်လျှောက်တွေးအဲ့ဒါဘုန်းကြီးကပြောသူနာလည်းပြောတနားလောက်ကြာပြောပြီးတော့သူရဲ့ခြေနှက်သားခဲ့သွားတော့အဲ့တော့ထားပြန်ပါအဲ့တော့သူလည်းကိစ္စပြီးကိုလည်းပဲသက်သာတာပေါ့ငကိုကလို့စိတ်ကမဆင်းရဲတော့အဲ့တော့အခုဗုဒ္ဓသုံးသွားတဲ့ဤစနစ်နဲ့ဦးဇင်းတို့ပြောတာနဲ့စိတ်နေစိတ်ထားတာကွာတာပုံမှန်ကအတူတူပဲနော်စိတ်နေစိတ်ထားကကိုကတော့မဟုတ်တာတွေလျှောက်တွေးနေတာဘုန်းကြီးကလည်းသူကသူပြောချင်တာပြောကိုကလည်းတွေးချင်တာတွေးသို့တော့အချိန်ကုန်သွားတော့ပြီးသွားတာပဲသူပြောတာလည်းကိုကြားတယ်ကိုတွေးချင်တာလည်းကိုတွေးလို့ရတယ်ပြီးတော့ကိုစိတ်တွေကလည်းသိမစင်းရတော့ဗုဒ္ဓကလည်းဒီတိုင်းပဲသူများသာဓုခေါ်သူများသာဓုခေါ်တာသူကိစ္စသူစိတ်ကနိဗ္ဗာန်ကိုပို့လိုက်တာသမဘောဝင်စားလိုက်တာသူကိစ္စအဲ့တော့ဘုရားကတော့စိတ်ကိုအကောင်းစီထားလိုက်တာပေါ့အငြိမ်စီထားလိုက်တာပေါ့တစ်ဖက်ကပြောတဲ့စကားတန်လည်းပဲအာယုံမပြုတ်တော်လည်းပဲသူကဒီကိစ္စကသူကတိပိတာသူ့အတွက်လည်းမလိုဘူးဆိုတော့ဒီလိုကြော်လိုက်တာနော်ကြော်လိုက်တာစိတ်ကသိမ့်မြန်တဲ့အတွက်ကြောင့်အဲ့ဒီလိုအသုံးပြုလို့ရတယ်ဆိုတာဒီတော့ဒီနည်းတွေဟာဦးဇင်းတို့ပြောတဲ့သဘောတရားအင်မတန်သုံးဝင်ပါတယ်လူလောကကြီးမှာစัญญမဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နော်မပြေတော့လဲကံရာရှိဆိုလိုပဲတစ်ချိန်ချိန်ကိုနဲ့တိုးကြမှာကြီးပဲတိုးတဲ့ခါကျတော့ကိုနားမထောင်ခြင်းလဲကြားရမှာပဲမမြင်ခြင်းလဲကြည့်ရမှာပဲနော်အဲ့ဒီလိုခါမျိုးတွေမှာစိတ်ကဘယ်လိုထားမလဲဆိုတာအသုံးပြုလို့ရပါတယ်နော်စိတ်မညစ်စိတ်မပူစိတ်မကောက်စိတ်ဓာတ်မကြစိတ်မဆင်းရဲပဲနဲ့စိတ်ကိုလွတ်လွတ်လပ်လပ်လေးထားလို့ရတယ်တဲ့အဲ့ဒါကငယ်စဉ်တည်းကဦးဇင်းတို့ကကိုယ့်ဘာသာကိုစိတ်ကိုဒီလိုလေးချွေရင်တော့သက်သာမှာပဲဆိုပြီးတော့စိတ်ကကောင်းတာတွေးတာမကောင်းတာတွေးတာဒီလိုဆိုလိုတာမဟုတ်ဘူးလက်တလောပြဿနာမှာစိတ်ဆင်းရဲမှုကနေကြော်လွှားနိုင်တာနော်စိတ်ဆင်းရဲမှုကနေကြော်လွှားနိုင်တာအဲ့တော့ဒါပေမဲ့အခုဗုဒ္ဓရဲ့ဤစနစ်ကိုဗုဒ္ဓရဲ့သဘာဝကိုနားလည်တဲ့အခါကျတော့ဒါကဘိုးဘကမကောင်းတာတွေလာတဲ့အခါမှာစိတ်ကိုကောင်းတဲ့ရွှေ့ကောင်းတာလာတဲ့အခါတော့လက်ခံပြီးစိတ်လေးနဲ့တပါးတည်းသွားလို့ရတယ်မကောင်းတာလာရင်တော့စိတ်ကိုအဲ့ဒီလိုလေးကြောင်းရွှေ့ပြီးတော့စိတ်ကိုငြိမ်းအောင်ထားလို့ရမယ်
အကယ်၍များအကောင်းဆိုကိုနဲ့ဘာမှမပတ်သက်ပါဘူးအကောင်းလည်းပဲမလိုတော့ပါဘူးဆိုရင်တော့စိတ်ကိုငြိမ်းနေစီမှာသာစိတ်ကိုရွှေ့ပြီးတော့အဲ့ဒီလိုလေးအနားယူလို့ရတယ်ဆိုတာနော်အနားယူလို့ရဒီနေရာမှာဒါလေးကိုတာမန်လို့မမှတ်ပါနဲ့ဖြန့်ရင်ဖြန့်ဘလောက်ဒီຢာကအများကြီးသုံးဝင်ပါတယ်ဖြန့်ပြီးသုံးနိုင်သလောက်အများကြီးသုံးဝင်တယ်အများကြီးသုံးဝင်တယ်